မိန်နဲ့မဟုတ်ပဲနဲ့တခြားတယောက်ယောက်နဲ့အဆင်ပြေပါစေလို့ပဲအကုန်လုံးပေါ့နော်အကုန်လုံးအဆင်ပြေပါစေလို့ပဲသူ့ကိုတတိထားမိရဲ့ first impression တွေကကြတော့အဓိကတော့စာတော်လို့ပေါ့နော်စာတော်ရယ်ပြီးတော့တားဖြူရယ်ပြီးတော့တရုတ်ကောင်လေးအဲ့လို Chinese ကောင်လေးလည်းဖြစ်တော့အဲ့လိုသဘောကျမိခဲ့ရပါတော့အရက်ကလည်းရှိရယ်မင်းကကြာကွာအရက်ပူတော့လေသူတို့အရက်ရှိရဲ့ကောင်လေးကိုလို့ပူပြီးတော့သဘောကျရကွာတငယ်ချင်းတွေကတဆင့်အဲ့လိုတွေ့ခဲ့ရဆိုတော့သူမင်းကကြာဆန်တန်းတုံးကခင်ခဲ့တငယ်ချင်းအရင်တဆင့်သူတငယ်ချင်းတွေအဲ့လိုပြန်ကြည့်တဲ့အခါဟဲ့တယောက်ကမစိုးဝဲဆိုပြီးတော့သဘောကျခဲ့ရသဘောကျရင်ပြီးလက်ပြောဒိတ်တယ်memories တွေကတော့သူကတော့အဲ့လိုshort trip လေးတွေ trip ဖြစ်တယ်အဲ့လိုဘကိုးဘတ်တို့ဘာလို့တငယ်ချင်းတွေပါအများကြီးအဲ့လိုတငယ်ချင်းအုပ်စုလိုက်ကြီး trip ဖြစ်တာပုံများပြီးတော့မန်ဒီအလုပ်တွေပေါ့နော်မန်ဒီအလုပ်တွေလုပ်ဖြစ်တယ်အဲ့လောက်ပဲသူနဲ့ memory ကတော့အဲ့လောက်ပဲရှိရပေါ့နော် okayပြောင်းသွားတာကround person round time ဖြစ်သွားလို့ပေါ့နော် timing မကိုက်သွားရလဲပါတယ်ဆိုတော့အဲ့ချိန်မန်ဒီလည်းညှိလို့မရသူလည်းညှိလို့မရနဲ့ပြတ်သွားကြတာသူ့ဘက်ကအဲ့လိုတတိယနေလို့အမမတလားဘာလဲတော့မသိဘူးမန်ဒီဘက်ကလုံးဝအဲ့လို healing လုပ်ထားတဲ့ကိစ္စတွေတကူလုံးသူလုံးဝအိမ်မက်တွေကွာသေးလားလို့စိတ်ထဲကိုအိမ်မက်လာပြီးရဆိုတာမေမေပြောဖို့တာကသူ့ဘက်ကလည်းအဲ့လိုနည်းနည်းreminding ဖြစ်နေလို့ပါတယ် reminding ဖြစ်နေလို့အိမ်မက်ပေးရလားဘာလားမသိလို့အားကြောင့်တယောက်တည်းပဲဒီတိုင်းပဲ AC လေးနေကောင်းမလားဘလို့တော့မသိဘူးပြန်တယ်တော့အားကြောင့်အခုသူချာအဲ့လိုတယောက်ရောက်နေရှိမယ်ဆိုရင်တော့လို့ပြောရှင်းကိုယ့်ရဲ့ life လေးကိုလို့ဖြတ်တန်းနိုင်ပါစေလို့မန်ဒီကတော့ဟုတ်ပေါ့နော်ကိုမျှော်လင့်ရတာပေါ့နော်အဲ့လိုမိန်နဲ့မဟုတ်ပဲနဲ့တခြားတယောက်ယောက်နဲ့အဆင်ပြေပါစေလို့ပဲအကုန်လုံးပေါ့နော်အကုန်လုံးအဆင်ပြေပါစေလို့ပဲမျှော်လင့်မိပါတယ်လို့ဆုတောင်းပေးပါတယ်လို့ဆင်ပြေပါစေ